မရဘူးလားမြို့နယ်တွင်ကြာကြာဒေသဆန်ကိုနန်းလေးနှင့်ကိုခန့်ပြိုးဝေတို့၏ဆန္ဒပြဓာတ်ပုံများကိုလိုက်လံပြသပြီးတည်င်းပေးလေငွေကျပ်300ခန့်ချင်းမိမြူပြည်သူများကိုစစ်တပ်ကလိုက်လံစီးရုံနေတဲ့ဆိုတဲ့တည်င်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ3ရက်နေ့မန္တလေးမြို့ပေါ်တွင်ထောက်လာဒေသဆန်ကိုနန်းလေးနှင့်ကိုခန့်ဝေဖြိုးတို့ကဆန္ဒပြခဲ့ပြီးဆန္ဒပြမှုနှင့်အတူဒီဇင်ဘာလ10ရက်နေ့တနိုင်ငံလုံးအတန်တိတ်တပိတ်တွင်ပါဝင်ရန်စီလုံးလှုပ်ဆော်သွားသဖြင့်အကြမ်းဖက်စစ်တပ်ကတပိတ်ကောင်းဆောင်များကိုဖမ်းဆီးရရှိရေးအတွက်နီလန်မျိုးစုံဖြင့်စ조사လာခြင်းဖြစ်ကြောင်းရင်းတို့စ조사နေသည့်နီလန်များအနက်မှမန္တလေးမြို့ပါဝင်ခြင်းရှိမြို့များကျေးဝါများကိုဧည့်စီရင်များစက်တိုက်စစ်ဆေးလျက်ရှိကြောင်းဧည့်စီရင်စစ်စိန်ဒေါက်တာတေစာဆန်းအပါဝင်တပိတ်ကောင်းဆောင်များ၏ဓာတ်ပုံများကိုပြသကာမြင်မိုးခြင်းရှိမရှိအကယ်၍တွေ့ရှိပါကချက်ချင်းအကြောင်းကြားရနှင့်ငွေကျပ်300ချီးမြှင့်မိဟုစစ်တပ်ကလိုက်လံပြောဆိုနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကျမတို့အမရဘရတောင်မြို့မှာတောက်ကြနေဒီဇင်ဘာ9ရက်နေ့ညနေပိုင်းအဲစင်းတွေဆက်ပါတယ်။စီရင်နဲ့ပိန်ပိန်သေးသေးမျက်နှာနဲ့ကိုဒေစာဆန်ဓာတ်ပုံနဲ့တပိတ်မှောက်ကြတဲ့သူတွေဓာတ်ပုံကိုပြပါတယ်။အဲစင်းစစ်တာကလည်းအင်းရှင်အင်္ဂါအကုန်အိမ်အောက်ဆင်းပြရတယ်။သူတို့ကအိမ်ကန်းတွေကခြံအောင်မှလှမ်းပြီးစစ်ပါတယ်။အိမ်သားတွေထဲမှာဝစ်စစ်ပါတယ်။ဇပုံထဲမှာပါတဲ့ကိုဒေစာဆန်းကိုတွေ့ရင်နီးစပ်ရာရဲစခန်းနဲ့ရက်ွက်ရုံကိုအကြောင်းကြားဖို့မှာပါတယ်။အဲ့ဒီလိုအကြောင်းကြားပေးရင်ငွေကျပ်300ပေးမယ်လို့လည်းပြောကြားခဲ့ပါတယ်လို့တောင်မြို့မှပြည်သူတအုပ်ကပြောဆိုခဲ့ပါတယ်။မရဘူရမြို့မှအခြားပြည်သူတွေကလည်းစစ်တပ်ကကိုဒေစာဆန်းပုံနဲ့တပိတ်ကောင်းဆောင်များ၏ဓာတ်ပုံများကိုလိုက်လံပြသပြီးမေးမြန်းဆောင်ဆန်းမှုများလှုပ်ဆောင်နေသည်မှာမှန်ကန်ကြောင်းကိုပြောကြားခဲ့ပါတယ်။ဒီဇင်ဘာ3ရက်နေ့လူတို့အရေးတော်ပုံကောင်းဆောင်များဖြစ်သောဒေါက်တာတေစာဆန်းကိုနန်းလေးရန်ကုန်နှင့်ကိုခန့်ဝေဖြိုစကိုင်းတို့အပါအဝင်ရဲဘော်ရဲဘက်များပြည်သူလူထုနှင့်အတူပူးပေါင်းကရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြခဲ့သောမန္တလေးတိုင်းချမ်းရီသာဆန်မြို့နယ်လမ်းရှိလမ်းမီဈေးတန်းကိုဒီဇင်ဘာ4ရက်နေ့ည10:00နာရီဝန်းကျင်အချိန်အလယ်ပိုင်းတိုင်းစစ်တိုင်းမောအမိတ်ပြစစ်တပ်နှင့်စီပင်ကဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်စစ်တပ်ကဆန္ဒပြပွဲဖြစ်ပွားခဲ့ရာချမ်းရီသာဆန်မြို့နယ်ချမ်းရီသာဆန်အနောက်ရပ်ကွက်29လမ်း84လမ်း80လမ်းကြားရှိလမ်းဘေးဈေးဆိုင်များကိုဝင်ရောက်ဖျက်ဆီးခဲ့ပြီးအနည်းဆုံးဆိုင်ကန်း50ဝန်းကျင်ဖျက်ဆီးခံခဲ့ရပါတယ်။တိုင်းမှုအမိန့်နဲ့ဖျက်ခိုင်းတာပါ။အဲ့ဒီဆိုင်နှန်းတွေကစီပင်ကဈေးကောင်းနဲ့ခွင့်ပြုထားတဲ့ပြန်ကျဈေးဆိုင်နှန်းတွေပါ။အခုအဲ့ဒီနောက်မှာဈေးဆိုင်တွေပြန်လာဖွင့်ရင်ဖန်စီအရေးယူခံရမယ်ဟုလည်းမန္တလေးစီပင်တတိရမြစ်ကပြောဆိုထားပါတယ်။အဲ့ဒီနေရာကအရင်ကလမ်းမေးကိုကျူထားတယ်ဆိုပြီးဖြတ်ဖို့ပြောထားတာစစ်ခွဲတွေဖြတ်သွားတာကရှေ့မှာကျူပြီးစောက်ထားတာတွေကိုဖြတ်ထားတာပါ။အင်ရှင်ကပုံမှန်ငှားထားတဲ့ဧရိယာထက်အရှိမ9ပေလောက်ကျူပြီးအမိုးလှုပ်ထားတာခင်းနာတာတွေဖြတ်ခိုင်းတာအဲ့ဒါကိုတော်လန်လူငယ်တွေကြောက်ဖြတ်ရတယ်လို့ဖြစ်အောင်လုပ်သွားတာလို့ဆိုထားပါတယ်။ထို့သောဆန္ဒပြပွဲပြုလုပ်နေချိန်တွင်မင်းအောင်လှိုင်ကပြည်ဦးလင်မြို့စစ်တင်နန်းစစ်ပွဲကိုတက်ရောက်ရာစကားပြောနေချိန်ဖြစ်ကြောင်းထို့ပြင်မန္တလေးမြို့လေစစ်တပ်ကအလုံးကြုံရေးတစ်ကြက်ထားသည့်အကြောင်းမှာပြည်သူလူထု၏ပါဝင်ကူညီဆောက်ရှောက်မှုနှင့်အတူတပိတ်ကောင်းဆောင်များအားလုံးအနေနဲ့ကင်းရှင်းကြကြောင်းသိရှိခဲ့ရပါတယ်။ခန်းစားနားဆင်သူများကျမချမ်းသာရေးဘေးပရာဝေးကွာစေကြောင်းဆုမကောင်းတောင်းအပ်ပါသည်။